Annabelle you touching single I will look at that 217ရဲ့ဗတာမန်နဲ့အကြီးတန်းဝင်ပြန် ငါ first place ရမယ်လို့ငါအပြေ သမီးက U13 မှာဒီတစ်ခါအရှုံးမှုရတယ်ဒါပေမဲ့ကြော်ဆော့တာပေါ့ဘာဖြစ်လဲဆိုတော့ U11 မပါဘူး You're exciting here မနေ့ကတော့အဲ့လောက်ထိမကောင်းနေဘူးရောင်ကြီးချက်အပြည့် volunteer ပြန်မှုရယ် ANW ပြန်မှုရယ် national လေပြန်မှုရယ် channel ဆိုင် friendly စိတ်တော့လှုပ်ရှားတဲ့လူတွေလည်းအများကြီးပဲကွင်းရလည်းကြီးပဲဆိုတော့ရိုင်းနေကြကွင်းလည်းမဟုတ်တော့ဟုတ်အရင်နှစ်ခဲကသတင်းတွေကြားဘူးရယ်ဆိုတော့ပြီးတော့ coach ကလည်းတမျိုး suggest ဆိုတော့ပြန်ခိုင်းနေဆိုတော့အဲ့ဒါလည်း experience တစ်ခုအနေနဲ့ပြီးတော့ချားရလည်းတင်ယူလို့ရခါပြန်လိုက်တာဒီလိုမျိုးပြန်ပွဲရရှိရကြတော့တခြားနေရာတွေလည်းအများကြီးအခွင့်အရေးရှိရပေါ့နော်ညီမတို့လိုကချင်ပြည်နယ်ဆိုရင်ပွဲကျင်းပတာနဲတယ်နဲတဲ့ခါကျတော့ဒီလိုမျိုးပွဲတွေကိုပဲစောင့်ရပါပေါ့နော်အခုဆိုရင်ဒါယောက်ျားလေးတိုင်းနယ်ပြည်နယ်ထွက်ရင်းနဲ့မိန်းကလေးတွေကညီမတို့ကချင်ပြည်နယ်မှာထွက်သေးဘူးရှင်အဲ့ဒါတိုင်းနယ်ပြည်နယ်ထွက်ရင်းနဲ့လိုက်ပြီးမှဒီပြိုင်ပွဲလေးကိုတငယ်ချင်းတွေကဝင် join တာပါရှင် ဒီမှာတော့ညီမတို့စဝနာကတော့ဝင်ပြိုင်တာများပါတယ်ရှင်အတန်းတိုင်းလိုမှာလူကြီးလူငယ်တွေအကုန်လုံးဝင်ပြိုင်ဖြစ်ပါတယ်ဟုတ်ညီမတို့အပါဝင်ပါဟုတ်ကလေးတွေအတွက်ရောကိုယ်တိုင်လည်းဝင်ပြိုင်နေတော့ကိုယ့်အတွက်ကိုရောကလေးတွေအတွက်ရောပေါ့ဟုတ် ဒီအားကစားမကလေးတွေအကုန်လုံးအတွက်ခမင်းမှုရယ်ခောက်ဆွဲကြော်ရယ်ကြာစင်ကြော်ရယ်အကုန်လုံးအတွက်ကလေးဆိုလဲဒီလိုမျိုးစိတ်ဝင်စားဖြစ်မယ်ပေါ့မိဘတွေဆိုလဲအော်ဒီလိုမျိုးလေးတွေလုပ်ပေးရင်ကလေးတွေအတွက်ပိုအကျိုးရှိမယ်ပေါ့ဒီကိုကလေးဖုံးကင်နေတာထက်စားလို့ရှိရင်ပေါ့နော်အဲ့လိုမျိုးတော့သဘောကျပါတယ် ဆက်ပြီးတော့ပံ့ပိုးနိုင်အောင်ကြိုးစားရင်တော့ကောင်းပါတယ်ဒါပါဆိုအားကစားသမားတွေအတွက်လည်းမြန်မာနိုင်ငံမှာအဝါဒနာရှင်တွေအတွက်အဆင်ပြေတာပေါ့နော်ဖန်တန်ပွဲတွေများဆိုအားပေးကြပါအားပေးကြပါ final live ကိုအားပေးကြပါ ဒါအပေးချက်ပါဟုတ် live မှာ အများကြီးအားပေးပေးပါ အနေနဲ့ရဲကတငယ်ချင်းတွေအားပေးပါလို့ပြောချင်ပါတယ်ရှင့် အားပေးကြပါ ပေးကြပါ အားပေးကြပါအားပေးကြပါ အများအားပေးကြပါလို့